ကိုတန်းထွန်းအပိုင်းနဲ့โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်မဲရတော့ဘာညာစူပါပလာတာဟန်နာရီပဲပြပါတယ်ဆိုတော့အရင်ပိုင်းတော့ကိုတန်းထွန်းကသူ့ရဲ့ဒီမှာသူ့ရဲ့ကောင်မလေးနဲ့သူအိမ်ကိုလာပေါ့အမှကျွန်တော်ကနေအိမ်ကိုဖြိုလိုက်ရောသူအိမ်ပြိုသွားပြီပေါ့ဆိုတော့သူအိမ်ကိုပြန်ဆောက်ဖို့နဲ့အလုပ်တထေးဖြစ်ဖို့အတွက်ဆိုအလုပ်တွေဆက်လုပ်အောင်မယ်ဒါနဲ့အရင်ပိုင်းကိုမကြည့်ရသေးဘူးဆိုတော့အရင်ပိုင်းကိုရင်သွားကြည့်လိုက်ပါအဲ့မှာနေပါလေးကြည့်မှာပေါ့ဟုတ်တယ်မလားဆိုတော့ဒါတော့ကိုတန်းထုံးပါကိုတန်းထုံးဆိုတော့သူ့နာမည်ကိုကျွန်တော်အခုမိတ်ဆက်ပေးမယ်ရှိတယ်ကွာမြက်လို့ပေးတာဒီဘိုင်းမှာလည်းကိုတန်းထုံးကသူတော်ကောင်းကြီးလို့မှာဖြစ်ပါတယ်သူတော်ကောင်းဆိုတော့သူတော်ကောင်းမှာရိုးတတ်မို့အနိုင်ကျင့်နေသူတော်ကောင်းလို့မှာဆိုတော့ကျောင်းဆရာလှူရော့ကွာရော့မှာကြောက်တင်ပုံလေတော့ကိုတန်းထုံးကကျောင်းဆရာဖြစ်သွားပြီပေါ့နော်ကျောင်းဆရာဖြစ်သွားပြီဆိုစာရေးတင်ရမှာဖြစ်ပါတယ်ဘာညာပေါ့โอเคသူ့ရဲ့စာတင်မှုလေးတွေကိုနေပါကြည့်ရအောင်ပထမဆုံးအနေနဲ့ငါမင်းတို့ရဲ့ဆရာဖြစ်တာကြောင့်ငါ့စကားဝိုင်းဝန်းပြီးနားထောင်ရမယ်ဘာညာနောက်ကြရင်မင်းတို့ရဲ့ deadly jet ရိုင်းငါရှိမှလားဆိုရပြီလားဟဲ့ဟုတ်စရာ so တစ်တလီတောင်းလီတော့အဲ့တော့စရာမတစ်တလီလေတောင်းလီချတယ်လေနိဘောတစ်နေတစ်လီအမင်းဘွားတာဆိုတော့ကိုတန်းထွန်းအနေနဲ့နောက်ထပ်အလုပ်တစ်ခုဆိုရင်တော့သူကစဉ်းစားလိုက်ပြီနောက်ဆုံးမှသူစပင်းညက်ဆရာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကတော့ကိုတန်းထွန်းစပင်းညက်ဆရာရဲ့ပထမဆုံးကာစတမာဖြစ်ပါတယ်ကာစတမာကိုတန်းထွန်းကဘယ်လိုဆက်ဆံလဲဆိုတာကြည့်ကြရအောင်ဒါနဲ့ကိုတန်းထွန်းမှာစပင်းညက်ကိရိယာရောရှိရလားဟာခဏနေကိုတန်းထွန်းရဲ့လက်စွမ်းတွေကိုကြည့်ရတော့မှာဖြစ်ပါတယ်ဟုတ်နော်ကရုံးကြီးဖြစ်သွားပြီအဲ့ချိန်အစားပြီးကိုတန်းထွန်းစပင်းညက်ဆောင်လာပြီးတော့ကိုတန်းထွန်းရဲ့လက်ရာကိုခန်းစားသိရှိသွားပဲဖြစ်ပါတယ်တန်းထွန်းကစပင်းညက်ဆရာအလုပ်ကိုလည်းပြီးသွားပြီဆိုတော့နောက်ထပ်အလုပ်တစ်ခုအနေနဲ့သူကအဆိုဝါဒနာပါဆိုအဆိုတော်လုံးမှာဖြစ်ပါတယ်ကိုတန်းထွန်းရဲ့တခြင်းလေးကိုနားဆင်ကြရအောင်လေကိုရီတောင်းရဲ့မရှိလားကိုနေမှာကိုမေးပါလေကိုရီချဲတဲ့မရှိလားကိုတန်းထုံးကိုမေးပါလေကိုရီဆိုတော့ဒီတချင်းကိုနောက်နေ့ကျရင်ငါးချန်မှာတင်ပေးမယ်ကိုတန်းထုံးအလုပ်တွေလုပ်ပြီးရဲ့နောက်မှာကိုတန်းထွန်းကသူ့ရဲ့အိမ်ကိုဖြိုသွားလူရောမကျင်တဲ့အတွက်သူ့ရဲ့လူတယောက်ကိုခေါ်လာပြီးတော့ချတော့မှာဖြစ်ပါတယ်သူရဲ့အရှင်ခန်းကိုကြည့်ကြရအောင်အဲ့လိုနဲ့ကိုတန်းထုံးကဟိုခေါင်းဆောင်ရှိသွားပြီးတော့ပတ်စံတွေပြန်တောင်းနေရွယ်ဖြစ်ပါတယ်အခုဗရေကအစ special ninja ဗရေကပိုကောင်းတယ်မလားဒါပဲဒါဟန်နရီရဲ့လက်စွမ်းလို့ခေါ်တယ်by the way ကိုတန်းထုံးရဲ့နောက်ထပ်အလုပ်အနေနဲ့ကတော့ခုနသူ့ရဲ့ရာဇဝတ်မှုပလာတာအကောင့်တွေကိုတိုက်ခိုက်နေနေဝါပြီဆိုတော့သူကအဲ့အရာတွေ့ရဟုတ်တယ်မလားရဲလုံးမယ် bad dadရဲကတော့ AC ပေါ့ဆိုတော့ရဲ uniform ဆိုတော့ဒီမှာရဲ uniform ဒါရဲ uniform ဟောရလားမသိထိုက်ပါတင်းငင်းကိုတန်းတို့ဖုန်းကလိုက်အောင်ခင်ဗျာကျွန်တော်တို့အိမ်သားမှာဗျာဟိုဒူးရဲ့ပလာတာဂိုင်းသားတွေလာပြီးတော့ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုတန်းထွန်းလာပြီးတော့ကူညီပေးပါခင်ဗျာ Okay ပါ ဝင်
ရှုပ်တော့โอเคတော့မယ်ဦးစင်မြေကိုတန်းထွန်းရဲ့ကားရောက်ရှိလာရဖြစ်ပါတယ်မဟုတ်ကလမ်းပြောတယ်။ရမင်းရှစ်တိုးမလားနဲ့မင်းတိုးလိုက်ဒီကောင်ကတက်ပြစ်လိုက်မယ်။ဟောအဲ့လိုပေါ့။ယေကာဝတက်ဆိုတော့ဟာလာတော့ What the hell ဟဲ့ကိုတန်းထုံအခုတလောပါဝင်ကြပုံစံနဲ့လူ၃ယောက်အရန်ဟွာဖြုံနေကွာအဲ့ကောင်တွေတွားရှင်းမေးပါအောင်ဒီဆိုတော့ဒါကတော့သူတို့ပြောပါရင်ရ၃ကောင်ပေါ့နော်ရဲအဲ့ကောင်ကိုတန်းထုံကတွားပြီးတော့နှိမ်နေရမှာရှိပါတယ်ဆိုတော့နီမင်္ဂလာပါငါကောင်တို့ကိုတန်းထုံရောက်လာရွယ်ရှိပါတယ်မင်းတို့ကောင်ရမ်းကြမ်းနေဆိုအဲ့လိုရမဟုတ်ပါဘူးမင်းတော်သားတွေဘာညာကိုတန်းတော့စယူအောင်ကြည့်ကိုတန်းထုံးကအဲ့ကောင်တွေကိုရိုးတန်းဖမ်းမှာမဟုတ်သူ့ရဲ့လက်နဲ့ဖမ်းမှာသူ့ရဲ့လက်နဲ့မှာကြီးလိုက်ရှေ့ပဲ yeah လူရောဟာအေးပါရှုပ်လေကွာဒီဘက်မရှုပ်ဘူးပဲဆိုတော့ကိုတန်းဘာလဲနဲ့ရှိသေးတယ်မခေါ်ရရှိသေးတယ်โอเคလက်နဲ့လည်းထမ်းမရှိတော့ကြည့်ရပါသေးတယ်ဒီမှာတွေ့ပြီyes ဆိုတော့နောက်ဆုံးအလုပ်လေးတွေကတော့ကိုတန်းပဲရပါမိဘကဟိုဘက်မှာဖះတရားနဲ့တရားနာတဲ့ချိန်မှာတမီးကဒီဂျီပွတ်နေစေပေါ်ပါပြီနောက်ဆုံးလုပ်အနေနဲ့ကတော့ကိုတန်းထွန်းက builder အိမ်ဆောက်တဲ့လူပေါ့အဲ့ဒါလုံးမှာဆိုတော့သူ့ကို design လာအပ်ထားတဲ့လူရှိရပေါ့သူအဲ့အိမ်လေးကိုစောက်ပြပါမှာဖြစ်ပါတယ်ဆိုတော့သူ့ရဲ့အိမ်ဆောက် skill လေးကိုကြည့်ကြရအောင်ခုဆိုရင်တော့ကိုတန်းထွန်းရဲ့ကလန်းရန်ရောက်ရှိလာရွှေ့ဖြစ်ပါရဲ့ကိုတန်းထွန်းရဲ့ကလန်းရန်ကကိုတန်းထွန်းစောက်ထားအိမ်လေးကိုလာရောက်ကြည့်ရှုမှာဖြစ်ပါတယ်ဆိုတော့ကြည့်ရတော့ကတော့ကိုတန်းထွန်းရဲ့အိမ်လေးကဘာလဲဆိုရင် classic ဖြစ်ပြပေါ့နော်လူကြီးလိုအောင်ဆန်ဆန်လေးပေါ့တခါလေးရလဲလူဆန်နေဟုတ်တယ်မလားဆိုတော့ကိုတန်းထွန်းရဲ့ကလန်းရန်အိမ်ကိုကြိုက်သွားပါပြီဆိုတော့ကိုတန်းထွန်းရဲ့အိမ်လေးကိုနေပါရှင်းနောက်လေးကြည့်ရအောင်ကြည့်ရမယ်what the ဒီနေ့ video လေးကဒီလောက်ပါပဲကျွန်တော်အပိုင်း3တေဖို့တော်တော်ကြာအောင်မဲ့ထင်တယ်ကြားမှာဆောင်းဝဲလည်းရှိသေးတယ်ပေါ့နော်ဆိုတော့အားလုံးပဲစာကြိုးဥစားကြပါကျွန်တော်ဟိုတင်ပေးမယ်ဆိုတဲ့သချင်းကလည်းဆောင်းဝဲပြင်တင်ပေးပါမယ်ကျွန်တော်ဆောင်းဝဲပြင်အကုန်လုပ်ပေးမယ်စာလေးပါလေးလည်းနေပါကြိုးစားရမှာပေါ့အားလုံးပဲ bye bye